ပိတ်စာဖိုးထက်ချုပ်ခကဈေးကြီးတယ်လို့ပြောကြတယ်ဟုတ်ကဲ့ကြီးပါတယ်ရှင်ဘာကြောင့်လဲဆိုတော့ပိတ်စာကိုဝယ်တာကပစ္စည်းတစ်ခုကိုဝယ်တာဖြစ်ပေမဲ့ချုပ်ခုတ်ပေးတာကတော့ပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံကိုပေးချေတာပါရှင်အချုပ်ပညာဆိုတာတစ်ခါသင်ပြီးတစ်ခါသုံးရတဲ့အရာမဟုတ်ပါဘူးတစ်သက်လုံးအသုံးချနိုင်တဲ့အသက်မွေးဝမ်းကြောင်းပညာတစ်ခုပါဒါကြောင့်ချုပ်ခဈေးကြီးတယ်မဟုတ်ပါဘူးရှင်ပညာရဲ့တန်ဖိုးကြီးတာပါ